အားလုံးပဲမင်္ဂလာပါဘယ်နိုင်ငံကပတ်စံတွေကတန်ကြီးအမြင့်ဆုံးလဲခင်ဗျားတို့သိလားဒီမေးခွန်းကိုကြားကြားချင်းခင်ဗျားတို့စိတ်ထဲမှာအမေရိကန်ဒေါ်လာယူရိုပေါင်စတာလင်တွေမြင်နေလိမ့်မယ်ကျွန်တော်လည်းအတူတူပါပဲတကယ်တမ်းတော့တစ်ခုမှမဟုတ်ပါဘူးကမ္ဘာပေါ်မှာတန်ကြီးအမြင့်ဆုံးပတ်စံတွေကနံပါတ်1ကူဝိတ်ဒီနာကူဝိတ်နိုင်ငံက1ကူဝိတ်ဒီနာကို3.26 US ဒေါ်လာတန်ကြီးရှိပါတယ်နံပါတ်2ဘာရိန်းဒီနာဘာရိန်းနိုင်ငံက1ဘာရိန်းဒီနာကို2.65 US ဒေါ်လာတန်ကြီးရှိပါတယ်နံပါတ်3အိုမန်ရီယယ်အိုမန်နိုင်ငံက1အိုမန်ရီယယ်ကို2.6 US ဒေါ်လာရှိပါတယ်ခင်ဗျာနံပါတ်4ဂျော်ဒန်ဒီနာဂျော်ဒန်နိုင်ငံက1ဂျော်ဒန်ဒီနာကို1.41 US ဒေါ်လာတန်ကြီးရှိပါတယ်နံပါတ်5ဂါဘရက်တာပေါင်ဂါဘရက်တာနိုင်ငံက1ဂါဘရက်တာပေါင်ကို1.34 US ဒေါ်လာတန်ကြီးရှိပါတယ်အဲ့ဒီနောက်မှာနံပါတ်6အင်္ဂလန်နိုင်ငံကပေါင်စတာလင်နံပါတ်9ကီမန်ကျွန်းကကီမန်ဒေါ်လာနံပါတ်8ဆွစ်ဇာလန်နိုင်ငံကဆွစ်ဖရန့်နံပါတ်9ယူရိုနံပါတ်10အမေရိကန်နိုင်ငံက US ဒေါ်လာတို့အတီးတီးရှိပါတယ်ဒါဆိုရင်ကူရိတ်ဘာရိန်းအိုမန်ပတ်စံတွေကဘာကြောင့်တန်ကြီးမြင့်နေရတာလဲအဖြေကတော့ရှင်းရှင်းလေးပါအဓိကအကြောင်းရင်းကအဲ့ဒီနိုင်ငံတွေကရေနံတဘွားတန်းငွေကိုအမြောက်အများထွက်နေလို့ပါရေနံတဘွားတန်းငွေအမြောက်အများထွက်ရုံနဲ့တော့မဟုတ်ပါဘူးအဲ့ဒီနိုင်ငံတွေကရေနံနဲ့တဘွားတန်းငွေအမြောက်အများထွက်တဲ့အခါနိုင်ငံစီးပွားရေးတည်ငြိမ်ပြီးတော့ငွေကြေးဖောင်းကြွမှု inflation မရှိတဲ့လောက်ရှားပါတယ်အစိုးရပြိုကွဲမှုမရှိဥပဒေစနစ်ကောင်းပြီးတော့နိုင်ငံရေးတည်ငြိမ်တာကြောင့်လည်းပါပါတယ်တဘွားတန်းငွေရောင်းရငွေနိုင်ငံခြားဝင်ငွေ US ဒေါ်လာအမြောက်အများဝင်ပြီးတော့ US ဒေါ်လာနဲ့လဲလွယ်ချိတ်ဆက်ထားတာကြောင့်ငွေကြေးကပိုမိုခိုင်မာလာပါတယ်သူတို့ရဲ့ပတ်စံတွေတန်ကြီးမြင့်နေရတဲ့နောက်ထပ်အကြောင်းအရာကသူတို့ရဲ့ပတ်စံတွေကိုအကန့်အသတ်နဲ့ထုတ်ထားတာပါနိုင်ငံတနိုင်ငံမှာပတ်စံတွေအမြောက်အများထုတ်နေရင်တန်ဖိုးကတဖြည်းဖြည်းနဲ့ရော့ကျလာပြီးတော့ငွေကြေးဖောင်းကြွမှုတွေဖြစ်လာပါတယ်လူဦးရေကနေပြီးငွေထုတ်ပမာဏကိုထိန်းထားတဲ့အတွက်အဲ့ဒီနိုင်ငံတွေရဲ့1 unit ငွေတန်ဖိုးကမြင့်နေရခြင်းဖြစ်ပါတယ်ဥပမာအနေနဲ့ပြောရရင်1ကူဝိတ်ဒီနာကိုရွှေ1 ဂရမ်ပေးတဲ့ထားပါတော့ကူရိတ်နိုင်ငံကဘယ်အချိန်လဲ1ကူဝိတ်ဒီနာကိုရွှေ1 ဂရမ်နဲ့ညီတဲ့တန်ဖိုးကိုပြန်ပေးပါတယ်ဒါကြောင့်မို့အဲ့ဒီနိုင်ငံတွေရဲ့ငွေကြေးကို Global Trust ကမ္ဘာလုံးဆိုင်ရာယုံကြည်မှုကိုရရှိထားပါတယ်ငွေကြေးတန်ဖိုးမြင့်တာနဲ့နိုင်ငံကပိုချမ်းသာတယ်ဆိုတာနဲ့မိတ်ဆွေမာမတ်ယူနိုင်ပါတယ်ငွေကြေးတန်ဖိုးမြင့်တယ်ဆိုတာနိုင်ငံပိုချမ်းသာတယ်ဆိုတာတော့မဟုတ်ပါဘူးနိုင်ငံချမ်းသာမချမ်းသာတာဆိုတာက1 unit ရဲ့ငွေကြေးတန်ဖိုးမြင့်မမြင့်နဲ့တိုင်းတာတာမဟုတ်ပါဘူးနိုင်ငံရဲ့ GDP ဝင်ငွေနဲ့တွက်ချက်တာဖြစ်ပါတယ်ကူရိတ်ဘာရိန်းအိုမန်နိုင်ငံတွေကငွေကြေးတွေကဘာကြောင့်မြင့်တက်နေရလဲအကျဉ်းချုပ်ကျွန်တော်ပြန်ပြောရရင်နံပါတ်1ငွေထုတ်ပမာဏကိုထိန်းထားတယ်နံပါတ်2 US ဒေါ်လာနဲ့ချိတ်ဆက်ထားတယ်နံပါတ်3ရေနံတဘွားအရင်းမြစ်တွေများတယ်နံပါတ်4နိုင်ငံရေးစီးပွားရေးတည်ငြိမ်တယ်နံပါတ်5ငွေကြေးဖောင်းကြွမှု inflation ကိုထိန်းထားတယ်နံပါတ်6ကမ္ဘာလုံးဆိုင်ရာယုံကြည်မှုမြင့်တယ်ဒါကြောင့်မို့သူတို့ရဲ့ငွေကြေးတွေကမြင့်တက်နေရခြင်းဖြစ်တာပါဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေတို့လည်းဘုဒ္ဓရမယ်လို့လည်းမျှော်လင့်ပါတယ်ကြည့်ရှုပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်